ဒီစီဇန်မှာခိုးချင်နေပူပူကူပါခိုင်လေးလောက်ပေးသွားမှာဖြစ်ပါတယ်မယုံရင်ကျွန်တော် rate ကိုသာကြည့်လိုက်တော့ပထမဆုံးကသူ့ရဲ့ passive ပေါ့သူ့ရဲ့ passive ကကြတော့ဘယ်လိုလုပ်လို့လဲဆိုတော့ခွေးရရန်သူ့ကိုတစ်ခါကိုက်လိုက်တဲ့မှာပူပူရဲ့ခေါင်းပေါ်မှာ stat လေးတွေမှတ်လိုက်မယ် stat 3ခုပြတဲ့ခါမှာပူပူရဲ့နောက်ဆုံးပြတဲ့လန်ဟာဒါမဲ့ပေါ်ထွက်မှာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော် passive မပါဘဲနဲ့ရန်သူ့ကိုပြစ်လိုက်တဲ့ခါမှာဒါမဲ့140ထွက်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါမဲ့ကျွန်တော်ဒီခွေး3ချက်ကိုက်ပြီးမှပြစ်လိုက်တဲ့ဒါမဲ့ဟာဆိုရင်တော့ဒါမဲ့313ရောင်ထွက်တာအောင်မြင်ရမှာပါပူပူပါရဲ့ space 1ကတော့သူပြစ်လိုက်တဲ့ခါမှာရန်သူစီကိုခွေးကသွားကိုက်မှာဖြစ်ပြီးတော့ပူပူကူပါလည်းအဟင်းဖြစ်နေတဲ့လန်နဲ့တစ်ချက်ပြစ်လိုက်မှာဖြစ်ပါတယ် space 2ကကြတော့ပူပူကလေချွန်လိုက်ပြီးတော့ခွေးကိုဆင့်ခွန်မှာဖြစ်ပြီးတော့အနားမှာရှိတဲ့ရန်သူတွေကိုဒါမဲ့ပေးမယ်ပြီးရင်ပူပူကလည်းရှေးနေငင်ရမှာဖြစ်ပါတယ်ကဲ3ကကြတော့ track ချမှာဖြစ်ပြီးတော့အဲချုံမုတ်ထဲကိုချရင် vision မြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခြုံစစ်တာတော့တာတယ်လောက်တဲ့ခါမှာအဲခြုံတွေကို trap ချပြီးတော့လွတ်ကင်တာတယ်ကိုကေးလို့ရမှာဖြစ်ပါတယ်အတေးသုံးလိုက်တဲ့ခါမှာကိုပါအကောင်ကြီးသွားမှာဖြစ်ပြီးတော့ပူပူရဲ့ space တွေကလည်းအဟင်းဖြစ်သွားမှာပါအထူးသဖြင့် space 1နဲ့ space 2ကိုပြောရပါတော့ space 1ကကြတော့ရန်သူကိုပြစ်ကိုက်ပြီးတော့ stand ပေးမယ် space 2ကလည်းအနာကိုခေါ်မယ်ရှိရမယ်ပြီးရင်ရန်သူကို airborne effect ပေးမယ်ပေါ့နော်ကျွန်တော်အတော်ကားပဲရှင်းပြလိုက်တော့မယ်ပြီးတော့ကြတော့ကိုပါတေကန်นี่အတီသုံးမယ်ဆိုရင်သူရဲ့အပြည့်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်ကိုပါတေပြီဆိုရင်တော့ပူပူကပြန်ပြီးဆင့်ခိုလို့ရမှာဖြစ်ပြီးအဲ့ဒါအားလေးခိုးတောင်းရှိပါတယ်စက္ကန့်20ကျော်စောကြတော့ခွေးကိုရေးစားတဲ့ပို့ view site ပါပေးမခံပါနဲ့ပူပူကခွေးမရှိဂျိုကာကြီးဖြစ်တဲ့အတွက်ကြောင့်ကိုကိုပါကိုခဏတိုင်းတေခိုင်းလို့မရပါဘူး item နဲ့ app plan ကြောင်းတွေတော့ gameplay မှာပေါင်းပြီးရှင်းပြပေးပါမယ်ပူပူကပါ hyper ဆော့မယ်ဆိုရင် app plan ကို season နဲ့ hunter use ရမလို့ပေါ့နော်ကျွန်တော် weapon master နဲ့ပဲဆော့မယ်ဘာလို့ဆိုပူပူကပါရဲ့ damage က jungle create ဆိုရင်ပို့ပြီးတက်ရောက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ငကောနဲ့ကဗတ်စားတာမြန်ပါတယ်အဲအကြောင်းမလို့ weapon master နဲ့ပဲယူမယ်ပြီးတော့ weapon master ယူရတဲ့နောက်ထပ်အကြောင်းတစ်ခုကိုလည်းပွဲထဲမှာထပ်ပြောပြမယ်မာသားတို့အနေနဲ့ goal line ဆော့မယ်ဆိုတော့ content channel ယူလို့ရပြီးတော့ hyper ဆော့မယ်ဆိုရင်တော့ temporary range ကိုယူလို့ရပါတယ်ကျွန်တော်တို့ hyper ဆော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ temporary range ယူလိုက်မယ်ကျွန်တော် BOD ကို first item သွားရမယ် BOD က damage တော်ထွက်တယ်ပူပူကူပါရဲ့ first item ဘယ်လိုပွဲပဲဖြစ်ပါစေ BOD ကို first item ပဲသွားရပါတယ်သွား BOD ထွက်ပြီဆိုရင်ရန်သူတစ်ခေါက်ကို solo AC ကိတ်လို့ရတယ်ပေါ့နော်ပြီးတော့ကြတော့ကျွန်တော် weapon master ရဲ့ effect ကကြတော့ item တွေရဲ့ damage ကိုတိုးပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် weapon master နဲ့ BOD ရဲ့ပေါင်းထားရဆိုရင်ဟိုဘက်ကောင်နဲ့ 2E နေမှာခံမှာဖြစ်ပါတယ်ပြီးတော့ပူပူကူပါအခုချိန်အထိဘက်နှစ်ကောင်ကိုတစ်ခါတည်းစားလို့ရတဲ့တခုလေးသော hero လေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ scale 3ယူပြီးတော့ခြုံစစ်လို့ရတယ်ခြုံစစ်မယ်စစ်ပြီးသွားရဆိုရင်ကျွန်တော် go ပြီးတော့သွားလူမယ်ပေါ့နော်တကယ်တော့ bro တော့ risk များတယ် go ပြီးတော့မလူချင်ဘူးဆိုရင်ကိုယ့်ဘက်ကိုလည်းပြန်စားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့သွားလူလိုက်မယ် quality ကိုယုံကြည်တယ်ဟိုဘက်တစ်ခါမှမလာဘူးဆိုတော့ routine go ပြီးတော့ကိုတော့ AC ရသွားပြီပြီးရင်ဒီမှာကျွန်းနေ arrow လေးကိုဖြတ်စားဖို့လုပ်တယ်ဆိုတော့ flicker နဲ့ပြေးသွားရဆိုတော့လွတ်ပေးလိုက်ပြီးကျွန်တော် blue bat စားမယ်ဒီမှာဆိုရင်ကျွန်တော် go ပြီးတော့လေးရထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်အသေးလေးစားပြီဆိုတော့ကျွန်တော် active ပွင့်ပြီပေါ့နော် active ပွင့်ပြီဆိုရင်ဟိုဘက်တစ်ကောင်ကောင်ခန့်ပြီးတော့ကျွန်တော် go ရှိယူလို့ရမယ်ဒီမှာဆိုရင် arrow ကကျွန်းလာကြကျွန်တော်လည်း active ပွင့်ပြီဆိုတော့ arrow က flicker လေးမရှိတော့အသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်အသေးတန်လိုက်တယ် refill ပါပေးပြီးလိုက်တယ်ပေါ့နော်တေချာပေါက် arrow ကတော့သိမှာပေါ့အဲ့ဒါပြင်တော့ကျွန်တော်ဒီနာခရစ်လေးစားမယ်ကျွန်တော်တာတရားလေးပေါ်တော့မှာဆိုတော့ကျွန်တော် routine မရှိသေးတော့တာတရားလောက်ဖို့စောင့်မယ်အစားတခြားတနေရာရန်သူဘက်ကျွန်းတာဖြစ်ဖြစ်အဲ့ရန်သူမိလင်းကိုသွားကန်တာဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ကူရှင်ကိုသွားကန်လိုက်တယ် order space 2ချုပ်တာလည်းမိရတော့ကြောင့်မကျွန်တော်ကူရှင်လေးကိုရလိုက်ပြီးအမှဟိုဘက်လန်စီလောကလေ vision မြင်နေရတယ် arrow ကဒီမှာခြုံလာပုံနေကျွန်တော် trap ချထားအဲ့လို vision မြင်ရတယ်ပေါ့နော်ကျွန်တော် trap လေးတစ်ခါပြန်ချထားမယ်ဟိုဘက်လန်စီလို့ကလည်းမလာရဲတော့ဘူးပေါ့နော်ကျွန်တော်ဒီ trap ရှိရင်တော့ဒီဘက်ကခြုံနေအောင်ကျွန်တော် trap လေးတစ်ခုထပ်ချထားတယ်နော်ချထားပြီးသားဆိုဟိုမှာ6မိရောသွားပြီကျွန်တော်တတရားတော့လန်စီလို့မလာတော့အေးစစ်စစ်လေးပဲပေါက်လိုက်ပြီပြီးရင်ကျွန်တော်ဒီနာကရားသမျှဘက်ကိုကျွံမယ်ပေါ့နော်ဟိုဘက်လန်စီလို့ဘက်မကျွေးနဲ့ကိုရီfan ရဲ့မြန်အောင်လို့အဲ့လိုမျိုးဟိုဘက်က buff တွေပါ light fan အဲ့ဆိုဟိုဘက် hyper လေးနေနေကိုလာလည်းဖြစ်ဒီမှာဆိုကျွန်တော်ဟိုဘက်လန်စီက level 4ရှိတယ်ကျွန်တော်က level 6တောင်ရောက်တော့မှာဆိုတော့တားနေရပြီးတော့ကြာကျွန်တော် rubber ကိုခြုံနဲ့ခေါ်စားတယ်ဟိုဘက်ကောင်လာရင်ကျွန်တော်ကိုက်လွတ်လိုက်မယ်ကိုက်လွတ်လိုက်တော့သွေးမရှိတော့ဆိုပြေးပြီပေါ့နော်ဒီဘက်ကိုလာမလို့ကျွန်တော် rubber ကကျွန်တော်အပိုင်းဖြစ်သွားပြီဒီမှာဆိုကျွန်တော်ဘက် Angela လိုက်ကြောင်းတော့ဟိုဘက်လန်စီလို့တေးလေးပဲကြံတော့တယ်ဒီမှာဆိုရင်အောက်လဲမှာ cushion နဲ့ look ကကျွန်းနေကြအောင်နှစ်ကောင်လုံးစားရရင်စားမယ်ကျွန်တော် cushion ရော spare 1 active common လေးနဲ့ stand လိုက်မယ်ပြီးရင် light ပြင်မယ်တေချာပေါက်ကိုရှင်ကတော့တေမှာပေါ့နော်လူကလေးရတယ်ကျွန်တော်ခွေးရတာဝါဒမ်းမဲ့ခံလေးလို့ပေါ့နော်ကျွန်တော်ခွေးရော space 2နဲ့ပြန်ခေါ်မယ်တာဝါဒမ်းမဲ့နဲ့မသေးအောင်လို့ကျွန်တော်လူကကိုကိုရှင်ရောရပြီဆိုတော့ဂိုးရှိခွာမယ်ပူပူကူပါကရင်ကျွန်တော်ဂိုးရှိခွာမှာမရှက်နေပေါ့နော်တော့ဂိုးရှိခွာအရမ်းမြန်တယ်တာဝါလေးရတယ်ဒါဆိုကျွန်တော်တန်သွားပြီပေါ့နော်
ပပူကူပါကိုင်ပြီဆိုကျွန်တော်ဂိုးရှိရအောင်ယူရမယ်တာဝါချိုးရမယ်လို့တက်လိုင်းလိုင်းအောင်ခန့်ပြီးတော့ဟိုဘက်မရှိဘူးဆိုကျွန်တော်တာဝါခရစ်ကကုတ်ဘက်ကခရစ်ကသွေးသေးသေးလေးကြံတော့မှချိုးဖို့ဗျာဘာလို့ဆိုတော့ပပူကူပါတာဝါချိုးကအရမ်းမြန်တယ်ဒီဘက်ချုံနေရော trap လေးချခဲ့ပြီးတော့ဂူရှင်အောင်ခန့်မယ်ကျွန်တော်ကေးရရင်တန်တယ်ဒါပေမဲ့ဟိုဘက်အတီပေးသွားဆိုတော့သွေးပဲလျှော့ပြီးတော့ပြန်မယ်တတ်တယ်လောက်မယ်ဒီနားကို trap လေးချခဲ့မယ်ကျွန်တော်လန်စီလောလာရင်သိအောင်လို့ပေါ့နော်ဒီမှာဆိုကျွန်တော်တခုမားသွားပြီပေါ့နော်ကျွန်တော် trap ကိုဟိုဘက်ချုံမှာမချမိလိုက်ဘူးအဲ့ချိန်မှာလန်စီလောကထွက်ပြီးလားပေါက်တယ်ဒါပေမဲ့ကျွန်တော်ကဘယ်ရမလဲ Rudy Call လေအဲ့လိုလားလို့မရပုံမှန်ဆိုတော့ကျွန်တော်လုံခြုံစိတ်ချအောင်လို့အဲ့လို trap ကိုတေချာချပြီးမှပေါက်ဒီမှာဆိုလန်စီလောပေါ့နော်မင်းကမင်းကိုယ့်ဘက်ကိုစားနေ rabbit လေးရအောင်မယ်ဖို့ကျွန်တော်လာပြီးတတဲ့ Rudy ရှင်းပေါက်ချင်တော့ကြတော့သူ့ rabbit ပါပြန်ကျွံမယ်ဆိုပေမဲ့ချောင်းရောက်လာကျွန်တော် spare 2နဲ့ဟိုဘက်ချောင်းကန်အောင်စတန်းမယ်rabbit တော့မရဘူးဆိုပေမဲ့ကျွန်တော်လန်စီလိုလေးပြန်ရတော့တန်တယ်ဒီကံဆွမ်းနာကနေကသူအဲ့လိုမျိုး routine နေနေတာကိုလားမပေါက်ခင်းနေဗျာအဲ့ကို rabbit ကိုစားလိုက်မယ်ဆိုရင်သူ famine အနေနဲ့ရအောင်ပါပေါ့နော်ဘရိုလည်းအဲ့လို mistake တွေမလုပ်မိစေနဲ့ဒီအပေါ်လေးမှာဆိုရင်ကျွန်တော်ခြောင်လေးတည်သွားပြီဆိုတော့ဘယ်သူမှမရှိဘူးအဲ့ကျွန်တော် crit လေးရှင်းပြီးတော့တာပါလေးယူမယ်အဲ့ဒီကကြောက် BOD ရဲ့ဖက်နဲ့ဆက်ပြီးသွားပြီဆိုရင် mobility ရဲ့ attack speed ရဲ့အတွက် window ကသွားမယ်ပြီးတော့သွား critical လေးရမယ်ပပူကပါဆော့ရင် BOD first item နဲ့ second item window ကတော့ဒါပုံတည်သွားရမှာပေါ့နော်ပြီးကြမှာတတိယမြောက် item ကိုရန်သူချိန်တွေပေါ်ကြည့်ပြီးဆက်လို့ရမယ်ကျွန်တော်တကယ်လို့ရန်သူဘက်ကတွေးတက်တဲ့ကောင်နဲ့ support တွေအဲ့လိုမျိုးတွေးတက်ကျန်းနေပြီဆိုရင်ကိုကနှိမ့်နေဆိုရင် CA ဘက်သွားလို့ရမှာဖြစ်ပြီးတော့ကိုကတကယ်ဆောင်းနေကျန်းနေပြီဆောင်းနေကျန်းနေပြီဆိုရင်ကျွန်တော်Baska Fury နဲ့ဆော့မယ်အဲ့ဆိုရင်ကျွန်တော် damage တော်တော်ထွက်သွားမယ်တကယ်တော့တင်ကတောက်လျှောက်ဂန်းခံနေရပြီပွဲရမသားဘူးဆိုရင်တော့ Rose Gold နဲ့သွားတာပို့ပြီးတင့်တော်တယ်နော်ကျွန်တော်ဒီမှာကျွန်းနေတဲ့ arrow လေးကိုတတ်မယ်ပြီးတော့ဒီမှာ Lancy Law ကလည်းကျွန်တော်တာဝါချိုးပြီးကျွန်းနေတယ်ပေါ့နော်အဲ့ Lancy Law ကိုလည်းကျွန်တော်တတ်မယ်Lancy Law ကိုတတ်တဲ့အခါမှာ Spare 1 at ဒီ combo နဲ့တွန်းလိုက်ဆိုရင်သူ Spare 2နဲ့ immune ကကျွန်တော် retreat ပေါက်ပြီးတော့ light တက်ဖို့လုပ်ပုံမဲ့သူ Spare 1ကို at ဒီကိုအကုန်ပေးပြီးပြေးသွားဆိုတော့ကျွန်တော်တတ်တယ်ပဲလုပ်ဖို့စိတ်ကူးလိုက်တယ်ဆိုပေမဲ့ဟိုကောင်မင်း rabbit ရမယ်မှတ်နေလားတခင်ကြီးကိုပူဇော်ရမယ်ချောင်းလေးရှိရဆိုတော့ကျွန်တော်က fat ဆင်ရဖြစ်တော့ကြောင်တိတ်ပြီးတော့ရေးမထားဘူးတကယ်ချောင်းဝင်းကတ်မယ်ဆိုတော့ကျွန်တော်ပြတ်မှာပါအောင်ဆိုအတီလေးခိုးတောင်းလဲနေရလေဟို trap ကိုဒီဘက်မှာချမယ်ဟိုဘက်မှာလည်း trap ချမယ်အဲ့လိုမျိုး trap လေးနှစ်ခုကိုအဲ့ချုံမှာချပြီးဆိုတော့ဒါတည်းအေးစစ်စစ်ကေးလို့ရပြီနော်ဟိုကောင်းနေလာလို့မရတော့ဘူးဒီမှာ Lancy Law က review လာပေါက်ချင်တော့ကျွန်တော် Lancy Law ကိုအရင်တက်လိုက်မယ်ကျွန်တော် risk မယူချင်ဘူးကျွန်တော်မှလည်း review မရှိတော့ကြဘူး Lancy Law ကလည်းလွတ်သွားတယ်ချောင်းကျွန်တော်ကန်နေဆိုမှကျွန်တော် spare 2 Avon fan နေဆိုရင်သူကန်လို့မရဘူးเนาะအဲကြောင့် spare 2ကတော်တော်ဟိုကောင်းတယ်ကျွန်တော်ဘက်က trio ဆိုတဲ့ order ကလေးကလည်းတာတယ်လေးကိုအချိန်ဆွဲပေးတာဆိုတော့အေးစစ်စစ်ပဲယူလို့ရမယ်ပြီးရင်ကျွန်တော် blue bag red bag စားပြီးသွားတယ် light join ပဲပေါ့เนาะဒီမှာလူကတ်တွေကကျွန်းနေပြီဆိုတော့ကျွန်တော်1 at ဒီ combo နဲ့တက်လိုက်တယ်damage ကတော်တော်ထွက်နေပေါ့နော်ဟိုဘက်ကကောင်းနေခုချိန်မှာဆိုတော့3ယောက်တယောက်4ယောက်တယောက်လို့ကိုရှင်းချလို့ရဆိုမဲ့ပုပုပါဆို single target ဖြစ်တဲ့အတွက်ကြောင့်မလို့အများနဲ့တယောက်ဆိုရင်နည်းနည်းတိုင်ပတ်မယ်ပေါ့နော်1 vs 1ဆိုရင်တော့ပုပုပါနိုင်တဲ့သူမရှိဘူးကျွန်တော် maximum by 1ပွဲမှာဆိုရင် Roger တို့ edit တို့ပုပုပါတော့ ban နေပေါ့နော်အဲ့ Roger ကကြတော့ fighter နဲ့ရိုးနေလို့ ban တာပြီးရင် edit ကကြတော့လဲတန်းနဲ့ရိုးနေလို့ ban တာဒါပေမဲ့ပုပုပါ maximum စစ်ဆိုပေမဲ့တော်တော်ကျန်းလို့ဘန်းတာပေါ့နော်ဖဖိုးကူပါရဲ့ဥရာတော်တော်မြင့်နေဘရိုဖဖိုးကူပါစော့တင်တယ်တကယ်ခိုးကျန်းနေတဲ့မတ်စမန်ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တင်မိတ်တွေကဘတ်တဲဆိုင်နေကြပြီပေါ့နော်ကျွန်တော်သွားလဲမမီတော့ပေါ့တူပြီးတော့ကျွန်တော်ဒီနားကခရစ်လေးကိုရှင်းမယ်ရှင်းပြီးသွားပြီဆိုရင်ကျွန်တော်စကန်တာဝါယူမယ်ပေါ့နော်ကျွန်တော်ဖြစ်နိုင်ရင်ကျွန်တော်မေဂါတာဝါပါယူလို့ရတယ်ပေါ့နော်ဟိုဘက်ကကောင်းနေထိန်းနေတယ်မရှိရင်ကျွန်တော်ဥပုကူပါတာဝါချိုးတာအရင်လွန်တာဘရိုဒီမှာဆိုရင်ကြည့်လိုက်စကန်တာဝါချိုးတာ2စက္ကန့်တောင်မပြေဘူးကျွန်တော်မေဂါဂိုးရှိရယ်နော်ဂိုးရှိတာကိုကျွန်တော်မေဂါပါရအောင်ယူပြမယ်ဆိုပို့ကူပါတာဝါချိုးကအရမ်းမြန်တာသူအဲ့လိုဂိုးရှိရယ်ပါဆိုလဲတိတ်ဆောက်ယူဆိုင်ကြမလို့ပေါ့နော်အဒီဖွင့်ပြီးမှချိုးလိုက်ပြီအဲ့လားစကန်တာဝါနဲ့မေဂါတာဝါယူတာစုစုပေါင်း5စက္ကန့်လောက်ပဲကြာမယ်ထင်တယ်ဗျကျွန်တော်ကအန်ဂျလာလေးကိုဂူရှင်ကနိုင်ဖို့ကြိုးစားကျွန်တော်ဆေးဖို့ကြိုးစားရဆိုပေမဲ့လည်းမရလိုက်ဘူးအဲ့တော့ကျွန်တော်ကေးပဲယူမယ်ကေးပဲယူပြီး rabbit စားမယ်ပေါ့နော် rabbit စားပြီးတော့ကျွန်တော်လော်လေးလုပ်ပြီးတော့အန်လိုက်တော့မယ်ဒီမှာဆိုကျွန်တော်ပါသူလောအေးဆေးလုံးမို့လန်စီလောကလာလူးကျင်တာဖြစ်တော့ကြောင်လန်စီလောလေးကိုတက်လိုက်မယ်ကျွန်တော်ခြောင်လေးကိုလည်းရူထီကပေးပြီးတော့တာဝါအထိလိုက်တက်လိုက်မယ်စကန်တာဝါလေးပါယူလိုက်မယ်နော်ဂူရှင်ညီလေးငယ်ပေးတယ်စပက်တူးရှိတောင်မလို့လိုက်ဘူးကျွန်တော်ဒီမှာ triple K ရသွားပြီဆိုတော့တတ်တယ်ကိုခဏစကစ်မယ်စကစ်ပြီးတော့ဟောမှာလော့ပြပါလော့ကျွန်တော်ခဏလောက်စကစ်ပြီးတော့ဒီမေဂါတာဝါယူမယ်ပေါ့နော်ကျွန်တော်ဒီမှာမေဂါတာဝါလေးရရဆိုတော့ကျွန်တော်အပေါ်လင်းလေးပါထပ်ယူမယ်
တာဝါချိုးတာဘလောင်းမှမကြောက်ဘူးနော်ပူပါကင်ရင်တာဝါအေးစေးရပေါ့ဟိုဘတာဝါတွေကရုံးတွေဖြစ်ပြီးကျွန်တော်ဒီမှာဆိုရင်ဘတ်တယ်ဖြစ်တယ်ကျွန်တော်ဘတ်တယ်ဆိုင်နဲ့ချောင်းကျွန်တော်ခွေရကန်ပြီးသွားပြီဆိုအေးစေးပဲတက်လို့ရတယ်အဲကျွန်တော်ဖင်ရလို့တော့မရဘူးနော်ကျွန်တော်ခွေသေးလိမ့်မယ်တခြားမတ်စမန်နေဆိုတော်တော်ကြမ်းလို့မီဒရနယ်တွေဒီလိုက်တက်လို့ရတယ်ပေါ့ကျွန်တော်ဟိုကကင်ထားပူပါဆိုခွေးမရှင်မရဘူးအဲအကြောင်းမလို့ကျွန်တော်ပြန်ပတ်မယ်ကျွန်တော်ခွေးရလေတေကန်နီးဆိုစပေတူးရင်းနဲ့ခေါ်ပြီးပြန်ပတ်ခဲ့လိုက်တယ်အဲ့ဒီမှာဆိုတော့ကျွန်တော်ဘတ်စကဖြူပြီးတော့ Rose Gold သွားထားပြီပေါ့နော်ကျွန်တော် save လေးအတွက်ဒါကတော့ Rose Gold ကတော့တတိယမြောက် item မဟုတ်တော့၄ခုမြောက် item မှာဆက်ကိုဆက်ရမှာပေါ့နော်ဘာလို့ဆိုဟိုဘက်ကောင်တဲ့ကို shutdown ကြီးကြဖို့အသေးစိတ်တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Rose Gold ကဝေထားတင်တယ်ပြီးရင်ဒီမှာလူကကျွန်တော်အန်ဂျလာကိုတက်ဖို့လုပ်တော့ကြာကျွန်တော်တက်ပေးလိုက်ပြီတခါရင် instant game ချောင်းလေးပါတက်ပေးလိုက်ပြီဒါဆိုတော့ကျွန်တော်ပွဲရ SN လို့ရပါပြီပြီးရင်ကျွန်တော် Masman ကင်နီးနဲ့နောက်ထပ်ဗီဒီယိုတစ်ပုတ်လုပ်ပေးမယ်ဒါကတော့ကျွန်တော်တပုတ်ကူပါနဲ့ Hyper ဆော့ပြထားတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ content တွေကိုကြိုက်တယ်ဆိုရင်တော့ follow လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်